တယ်လို့ပြောထားပေမဲ့တကယ်တော့သူ့အတွက်စီစဉ်ထားတဲ့လက်ထပ်ဖက်နဲ့စစ်ဆက်ပွဲစီစဉ်နေခဲ့တာဖြစ်တယ်။အဲ့ဒီအကြောင်းကိုသိသွားတဲ့ကောင်မလေးကစိတ်နှလုံးကျိုးပဲသွားပြီးလမ်းခွဲစာတစ်စောင်ချန်ထားကပျောက်ကွယ်သွားခဲ့တယ်။ကောင်လေးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေကိုတဝက်စီဖြတ်ထားတာကိုတွေ့လိုက်ရတယ်သူတို့မွေးထားတဲ့ခွေးလေးတောင်မရှိတော့တာကြောင့်သူပိုပြီးဒေါသထွက်သွားတယ်။လေးနှစ်ကြာပြီးနောက်နှစ်ယောက်ပြန်ဆုံကြတဲ့အချိန်မှာတော့ကောင်လေးဟာကောင်မလေးအလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့ CEO အသစ်ဖြစ်လာခဲ့တယ်။နှစ်ယောက်စလုံးတယောက်ကိုတယောက်မြင်လိုက်တာနဲ့အံ့ဩသွားကြပြီးအချိန်တစ်ခဏလောက်စကားမပြောဘဲတိတ်ဆိတ်စွာကြည့်နေခဲ့ကြတယ်။ကောင်မလေးကိုလက်စားချေချင်တဲ့ရှုပ်ကသူမကိုကိုရေးအကူဖြစ်တမင်ခံထားပြီးလစာတောင်လျှော့ချလိုက်တယ်။ဒါကြောင့်ကောင်မလေးကစိတ်တူပြီးဒေါသနဲ့သူမရဲ့ခါကိုပြောမျက်နှာပေါ်ပစ်ချကအလုပ်ထွက်လိုက်တယ်။CEOအိမ်ပြန်မဲ့အချိန်မှာတော့ကားပြတင်းပေါက်ကနေကောင်မလေးဟာလျှက်စစ်ကားတစ်သေးလေးနဲ့သွားနေတာကိုမြင်လိုက်တယ်။ကားမောင်းသမားကဒီလိုကားသေးတွေကလုံခြုံမှုနည်းပြီးအက်ဆီဒင့်ဖြစ်နိုင်ခြေများတယ်လို့ပြောလိုက်တယ်။ဒါကြောင့်ဆယ်ကကောင်မလေးရဲ့လုံခြုံရေးကိုစိုးရိမ်ပြီးသူမရဲ့ကားကိုထပ်ပြီးဝင်တိုက်ကလုံးဝပျက်စီးသွားအောင်လုပ်လိုက်တယ်။ပြီးတော့အစားထိုးအနေနဲ့ကားအသစ်တစ်စီးပေးမယ်လို့ပြောပြီးနောက်နေ့ရုံးကိုလာကတော့ယူသွားဖို့ပြောခဲ့တယ်။ဒါပေမဲ့ကောင်မလေးကတော့ရှင်းဟာသူ့ပတ်စံကုန်ကိုကြွားနေတာလို့ထင်သွားတယ်။ဒါကြောင့်နောက်နေ့မှာပစ္စည်းတွေထုတ်ပြီးအလုပ်ထွက်ဖို့ပြင်ဆင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလုပ်ဖို့ကင်ဘက်တွေကသူမကိုအကုန်ပြုလာကြပြီးကုမ္ပဏီကဝန်ထမ်းအားလုံးရဲ့လစာတိုးပေးလိုက်ကြောင်းအထူးသဖြင့်သူမရဲ့လစာက60အထိတိုးသွားကြောင်းပြောလာကြတယ်။သူမတွက်ကြည့်လိုက်တော့လစဉ်လစာကယွမ်30သူညအထိရလာတာကြောင့်အယမ်းပျော်သွားတယ်။ပတ်စံကြောင့်ပဲအလုပ်ထွက်ဖို့အကြံကိုပယ်ဖြတ်ပြီးအငိမ့်စားယူတဲ့အထိဒီကုမ္ပဏီမှာပဲဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဘာစာသူမကိုရုံးခန်းနဲ့ခေါ်လိုက်တယ်။သူမဝင်လာတာနဲ့ချက်ချင်းအပြုတ်မှုပြောင်းသွားပြီးဘာအလုပ်ရှိလို့ခေါ်တာလဲလို့ယဉ်ကျေးစွာမေးလိုက်တယ်။ဘော့စ်ကကားတစ်ရဲ့တော့ကိုပေးလိုက်တယ်။အစမှာတော့သူမညင်းချင်ပေမဲ့မင်းကားကိုငါဖျက်ခဲ့တာဆိုတော့ဒီကားကမင်းရပိုင်ခွင့်ပဲမင်းလိုချင်ရင်ငွေသားနဲ့တောင်ယူနိုင်တယ်လို့စကားအတင်းပြောခဲ့တယ်။ဒါအပြင်ဆယ်ကသူမကိုအလုပ်သုံးဝတ်စုံတစ်စုံလဲလက်ဆောင်ပေးပြီး business meeting တစ်ခုကိုသူနဲ့အတူလိုက်တက်ဖို့ပြောခဲ့တယ်။အဲ့ဒီစကားကြားတာနဲ့ကောင်မလေးကအဝတ်သွားလဲဖို့ပြင်လိုက်ပေမဲ့ဆယ်ကရက်လိုက်ပြီးဒီမှာပဲအခုချက်ချင်းလဲလိုက်လို့ပြောလိုက်တယ်။နောက်ဘာတွေဆက်ဖြစ်မလဲသိချင်ရင်ဒီဗီဒီယိုကိုအိုက်လုပ်ထားလိုက်ပါ